ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီနေ့ကတော့ပြိုင်ပွဲဝင်ညီလေးအစ်စ်ပေါ့ဗျာနော်ညီလေးတယောက်အစ်စ်သူက30ကိုသူအနေနဲ့ရသွားမှာလားမရဘူးလားဆိုတော့ကျွန်တော်နဲ့အတူတူကြည့်ရအောင်ကျွန်တော်လည်းအခုမှကြည့်မှာဗျာနော်ကျွန်တော်တို့အတူတူကြည့်ရတာပေါ့ဗျာနော်ဒါကတော့ပျော်စရာကောင်းတာပေါ့ဗျာနော်ကဲစကြည့်ရအောင်ဗျာနော်မင်္ဂလာပါကိုစံနဲ့မင်္ဂလာပါခင်ဗျာပြည်သူများအားလုံးမင်္ဂလာညပါဗျဒီဘက်စုရွေးချယ်ရမယ့်ပြိုင်ပွဲဝင်မောင်တက်မောင်ဖြစ်ပါတယ်စင်မောင်မနေရာယူပေးပါညီလေးနာမည်ကတော့မောင်တက်မောင်ဖြစ်ပါတယ်နော်ကံကောင်းပါစေဗျာမင်္ဂလာပါညီလေးမောင်တက်မောင်မင်္ဂလာပါမောင်တက်မောင်ကနောက်မှအေးပါသေးလား ဟုတ်ပါဘူးမပါဘူးနော်မောင်တက်မောင်အေးပြောစရာကြီးအဲ့တော့ဘာလို့မောင်နှလုံးပူရတယ်နာမည်မှာမသိအမေပေးတာကိုလိုက်တိုင်းပဲအမေပေးတာကိုလည်းမသိပါဘူးမေပေးတာဒီနေ့တက်မောင်ရဲ့ကံကောင်းခြင်းနေဒီနေ့ပွဲမှာပထမအဆင့်အောင်သွားပြီဒုတိယအဆင့်မှာ330ရဖို့အတွက်ဘယ်လိုအောင်ရနေလား330ရဖို့ငွေဘယ်လောက်ပိုက်ပြီးတော့ပြန်ရမလဲလို့စိတ်ထဲမှာရတယ်လို့ရှားတော့ပိုက်ပြီးပြန်မယ်လို့အာရုံရတယ်အာရုံတော့ကျုံးကွာချ330ရအောင်ဒီကကြိုးစား330ပိုက်ပြီးတော့အင်ပြန်ခြင်းနဲ့စိတ်တော့ပေါ်တယ်မလားပေါ်တယ်ပေါ်တာပေါ့ဘယ်သူ့ကိုပိုက်မလဲကိုကိုပိုက်မယ်နံပါတ်9ကိုပိုက်ကိုလေးနံပါတ်9 model Indri ချစ်စု model Indri ချစ်စု model လေးတွေပေါ့နော်အရင်တုန်းကတော့အဲ့လိုပဲပြိုင်ပွဲလေးတွေမှာပြိုင်ပြီးစပြိုင်ရနေပြီးတော့ model လောက်လာတာကဲအခုတော့အဲ့လိုမရှိတော့ဘူး model Indri ချစ်စုနံပါတ်9ဒိတ်30ဘာဖြစ်လို့6ထဲမှာရှိတယ်လို့ထင်ရတာကြိုက်နံပါတ်9ကြိုက်Indri ချစ်စု ကြိုက်9ကြိုက်နံပါတ်9ကြိုက် model လေးကိုကြိုက်လို့ဒိတ်30ရရင်ဘာလုပ်မလဲအလူအတန်းလုံးအလူအတန်းလုံးမယ်ကဲအလူအတန်းဝါသနာပါတယ်ညီလေးတက်မမောင်ဒိတ်30လှူနိုင်ပါစေကဲပေးအောင်ညီလေးကြီးပွားအောင်မယ်နံပါတ်30 model တင်စာထက်ဦးတန်းဝါသနာပါ model တင်စာထက်ဦး model တင်စာထက်ဦးလက်ထက်ကပထမဦးဆုံး okay ဒေါ်လာချင်းမြပေးတဲ့စုပယ်လိုက်နံပါတ်30ကံကောင်းပါစေစုသေးသေးလေးဖြစ်ပါစေ4000အော်မစိုးဘူးရနော်စတာချင်းလေးပါလေကနန်းသေးလေးနဲ့ပေါ့ပြုံးလေးဖြစ်သွားတယ်တမမောင်နံပါတ်2 model စုနန္ဒာလင်း model စုနန္ဒာလင်းနံပါတ်2တောင်းကနန်းဖြစ်မလား3500ဟာဟော3500ဒီလေးတက်မောင်မောင်ဒီနေ့ရွေးချယ်မှုမှန်ကန်နေတယ်ဘာလုပ်ခဲ့လဲအိမ်မှာဘာမလို့ โอเคတက်တယ်ဟုတ်တယ်ပါ 8 model A cherry mo 8 A cherry mo နောက်ထပ်တတိယမြောက်စုဘာဖြစ်15000တောင်းခွဲ3500 4000 150003စုတော့ထွက်သွားပြီစုသေးသေးလေးတွေပဲเนาะတာထွက်ကောင်းတယ်เนาะဒီကြီးလေးနံပါတ်5 model nan set နံပါတ်5 model nan set နံပါတ်5ဘာဖြစ်8000ဟာစု4စုမှာ3စုက1000စုဒီလေးတက်မမောင်ချိန်နေကောင်းလားစိုးရနော်ကောင်းလို့ဖြီးနေတာပဲသွားပြီ30ရသွားမလားစနစ်နံပါတ်7 model တန်စင်သစ္စာ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 လက်ထက်က5စုမြောက်12ကဘာဖြစ်3000တောင်းစု2စု1000စု3စုအလုံးပေါင်းစု5စုထွက်သွားပြီအမြင့်ဆုံးမှ3000ပဲဖြစ်နေသေးတယ်ကဲကိုတက်မမောင်ကြီးဘာဆက်လုပ်မလဲနံပါတ်4 model Anna နံပါတ်4 model Anna 9000ဟာ1000စု8စု4စုထွက်သွားပြီတိတ်ကိုပြောကြကောင်းတယ်ကဲကိုတက်မမောင်ကြီး73နံပါတ်73 model Jiju သစ္စာရေးချယ်မှုတွေမှန်ကန်နေရနော်ဒီညီလေး model Jiju သစ္စာလက်ထဲမှာသစ္စာနောက်ထပ်ပယ်လိုက်တဲ့စုတစု
ဘာဖြစ်မလဲ ရှစ်တောင်း ရှစ် တောင်းစုတွေပါအမြင်ဆုံးနော်တောင်းစုကတော့3စုထွက်သွားပြီထောင်စု4စုကိုင်းဘာထပ်ပဲဦးမလဲ 19 number 19 number 19 model 2ဦးရွှေကြီး model 2 19တို့20ပတ်ချာလဲကစုကြီးတွေဖြစ်နိုင်တယ်နော် စုတွေကတော့တဖြည်းဖြည်းနဲ့တော့ อืม တဖွဲဖွဲကုန်နေပြီစုသေးတွေကြီးပဲထွက်နေတယ်လို့ပြောလို့ရပါတယ်အမြင်ဆုံးက7တောင်းအဲ့ဒီအောက်မှာ3တောင်းဆိုတော့အချိန်ကြီးကောင်းတယ်လို့ပြောလို့ရပါတယ်ဒီနေ့ကစားပွဲနောက်ဆုံးမှာဘယ်လောက်ကြံမလဲကြီးခုံးစွာစောင့်နေကြရအောင် ကဲ 4တောင်း အော် တောင်းစု ဒါတော့မကြည့်ဘူး 4စုထွက်သွားပြီထောင်စု4စုထွက်သွားပြီထပ်ပေးပါအောင် 21 နံပါတ်21 model Suzubo နံပါတ်21 model Suzubo 21တို့ဘာလို့ရလဲတခါတလေကြာရင်သိန်းကြီးပိုင်းဖြစ်တတ်တယ်ဗျကဲဘာဖြစ်မယ်တော့ကျွန်တော်တို့ကြည့်ရပါဘောနော်ကျွန်တော်လည်းခံမှန်းလို့မရအောင်ကျွန်တော်လည်းမသိဘူးကြည့်လည်းမကြည့်ရသေးဘူးဆိုတော့ တတောင်း အော်ဒီသေးလေးတော်သေးတယ်နော် တတောင်းတောင်းစုတွေတော်တော်လေးထွက်သွားပြီလို့ပြောလို့ရတယ်နော်တောင်းစု9စုပဲကျန်တယ်သိန်းစုတစ်စုမှမထွက်သေးဘူးကဲကိုတက်မမောင်ကြီးဘယ်လိုလဲချိန်ကြီးကောင်းတယ်လို့ပြောရမလားမကောင်းလို့ပြောရမလား ကောင်းတယ် ကောင်းတာပေါ့နော်ချိန်ကြီးကောင်းတယ် ရှေ့လေးကောင်းလာဗော 15 စင် နံ ကြီး ပါတ် လေး 15 model center line model center line အဲ့ဒီဟာ10နှစ်ကျော်ကြာပြီဆိုရင်တော့အခုဆိုရင်ဒီလူတွေလည်းတော်တော်တက်ကြီး model နေကြ center line 3000 ဟာ ထောင်စု3စု ကော ပဲ င်းတယ် ကျန်တော့တယ်2500 4500ထောင်စု3စုပဲကျန်တော့တယ်ကြည်စမ်း อืม ပြောစရာကောင်းလိုက်တာကဲဘယ်လိုလုပ် ဒီ အောင် နေ့ လဲ ကတော့မိုက်တယ် ဘာထက်ရွေးအောင်မလဲဆုံးဖြတ်ချက်တွေကမှန်လိုက်တာ 23 နံပါတ်23 model Agri 23 model Agri ခုချိန်ထိဖုံးမခေါ်သေးဘူးเนาะအရင်ပြိုင်ပွဲတွေဆိုဒီချိန်ဆိုရင်ဖုံးခေါ်နေပြီကြည့်ရတာသူရွေးထားတဲ့ကိုကနန်းကကနန်းကြီးတွေကမဟုတ်လို့ပဲဖြစ်နိုင်မယ်အဲ့ဒါမျိုးလဲတွက်လို့ရတာပဲတခါတည်း23ပါဖြစ်နိုင်မယ် တသိန်းဩသိန်းစုကတော့အသိန်းဆုံးလေးတစ်စုစထွက်သွားတယ်နော်သိန်းစုကနောက်ထပ်5စုအများကြီးကျန်ပါသေးတယ်နော်ဆိုတော့ AC ပါဩပထမဆုံးဖုန်း ဟော ဟုတ်ကဲ့ပါဗျစုသေးတွေတော့တော်တော်များထွက်သွားပါပြီထောင်စု3စုပဲကျန်ပါတယ်သိန်းစုက5စုကျန်ပါသေးတယ်ကျွန်တော်ပြောလိုက်ပါမယ်တောင်းစုလည်း5စုကျန်တယ်သိန်းစု5စုကျန်တယ်ထောင်စုက3စုကျန်တယ်ထောင်စုထဲမှာအနိုင်ဆုံး2စုတော့ကျန်သေးတယ်2500အဲ့ဒါနည်းနည်းလေးအနေများတယ်နော်သိန်း30ရှိတယ်10သိန်းရှိတယ်10သိန်းရှိတယ်5သိန်းနဲ့သိန်းအခုဆက်မကစားရင် OK ဒေါ်လာကစွန့်ငွေ2သိန်းချင်းမြင်ပြီမယ် စည်ယူ သိန်း 2သိန်းမယူဆက်ကစားပါမယ်ခင်ဗျ2 သိန်း သိန်း ပါဗော ပေးလိုက်တဲ့ ညီ ညီ လေး လေးတက်မမောင်ကံကောင်းပါစေပေးပါဦး 19 နံပါတ်7 model ဝင်းမုံတန်တာ model ဝင်းမုံတန်တာလက်ထဲကထပ်ပယ်လိုက်မယ် OK ဒေါ်လာအချင်းမြင်ပေးတဲ့စု သိန်းကြီးပိုင်းနေကြံနေတာဆိုတော့စိတ်ပူစရာတော့မလိုသေးဘူးဗျာနော် 2500ကြည့်ပါဦး2400ပဲကျွန်တော်တို့ထောင်စုဘယ်လိုလဲနောက်တစ်ခေါက်ထောင်စုထုတ်ရင်အကိုတို့နဲ့အရှိမတွဲပြီးကကြရအောင်ဘယ်လိုလဲကမလား သိန်း30ရမှာကပေါ့ 20 နံပါတ်20 model ရင်ထက် model ရင်ထက် နံပါတ်20 model ရင်ထက်ကံကောင်းပါစေကောင်းတဲ့ထက်တော့ကောင်းနေပြီကံသိန်းစု5စုတောင်ကျန်သေးတယ်2000နဲ့4500ထောင်စု2စုပဲကျန်တော့တယ်ပြောစရာသိကောင်းတဲ့ကစားပွဲပါစုအကြီးဆုံးတွေ5စုစလုံးကျန်နေတဲ့ကစားပွဲပါကံအများကြီးကောင်းပါလိမ့်မယ်အိုး အိုး 2သိန်း5သိန်း10သိန်းသိန်း30တော့ရှိနေသေးတယ်စုကြီး4စုကျန်နေသေးတယ်7သိန်းထွက်သွားပြီ 7သိန်းကြီးထွက်သွားပြီပေါ့နော် ဟုတ်ကဲ့ပါဗျအခုလေး7သိန်းထွက်သွားပါတယ်တောင်းစု5စုကျန်ပါသေးတယ်ထောင်းစု2စုကျန်ပါသေးတယ်ကျွန်တော်မေးလိုက်ပါမယ်ခုနကတော့2သိန်း
ရှစ်သိန်းထွက်သွားပြီမဲ့ညီလေးစုတွေကိုအခုအချိန်လေးအရလောလောဆယ်အထိ okay ဒေါ်လာနောက်2000လောက်ထပ်ပို့ပေးသားတယ်2သိန်း2000 2သိန်းနောက်ထပ်မှာ3စုပဲကျွန်တော်နော်3စုပဲကျွန်တော်နော်အဲ့ဒီအထက်မှာအဲ့ဒီအောက်မှာ9စု9စုကျန်သေးတယ် ဆက်ရွေး 2သိန်းနောက်စိတ်ဝင်စား စက်ကစားပါဘောညီလေ ကဲပေးပါဦး နံပါတ်1 နံပါတ်1 model Heyman နံပါတ်1 model Heyman နံပါတ်1 model Heyman လက်ထဲကနောက်ထပ်ပယ်လိုက်တဲ့စုတစု ထောင်ကနန်းလေးဖြစ်မလား ဒီလိုဖြစ်တာအိုး အိုး10သိန်းကြီးရကွာ 3စုပဲကျန်တယ် ဟုတ် 2 တယ် သိန်း5သိန်း30အန်ဒီရဲ့စများလာပြီ8သိန်းနဲ့10သိန်းကုန်သွားပြီနော် อืม ပေးပါဦး 6 နံပါတ်6 model ခိုင်မီမီဇော်လင် model ခိုင်မီမီ 7 ဇော် သိ လ န်း င် နဲ့10သိန်းကြီးထွက်သွားတာသိပ်ပြီးရင်ခုံမမကောင်းသိန်း30ကြီးတော့ကြံနေတာပဲ 9000 อืม တောင်းစု4စုကျန်မယ်သိန်းစု3စုကျန်မယ်ထောင်စု2စုကျန်မယ်2 3 4ထောင်စု2စုတောင်းစု3စုသိန်းစု4စုအော် sorry တောင်းစု4စုသိန်းစု3စုဟုတ်ကဲ့ပါဗျတောင်းစုက4စုကျန်ပါတယ်ထောင်စုတော့အနည်းဆုံး2000နဲ့4500ကျန်နေပါသေးတယ်သိန်းစု3စုပါကျွန်တော်မေးလိုက်ပါမယ်2သိန်း5သိန်းသိန်း30ကျန်တယ်ဒါပေမဲ့အဲ့ဒီအောက်မှာ6စုစုသေးကျန်သေးတယ်အခုနေစက်မကစားရင်ခုန2သိန်း2000ချင်းမြင်ပေးဦးမယ်ဒါပေမဲ့အန်ဒီရဲ့များသွားပြီအဲ့ဒီအပေါ်မှာ5သိန်းနဲ့သိန်း30ပဲရှိတော့တယ်အဲ့ဒီအောက်မှာစုသေးတယ်ကြီးပဲ2သိန်း2000စိတ်ဝင်စားသလား စက်ကစား သိန်း စ 2000 ကစားမယ်စကစားပါမယ်ခင်ဗျာ လိုက်ပါဗော ချိန်မဟုတ်ဘူး သိန်း နော် 30ကျန် ဒုတိယချိန်3သိန်း1000ထပ်ညင်းလိုက်တာကဲပေးပါ 24 နံပါတ်24 model လှိုင်းနဒီနံပါတ်24 model လှိုင်းနဒီ 24 20ကျော်ကနန်းလေးတွေကို ပေးလိုက်တဲ့ညီလေး မလွယ် တက် ဘူး မောင်မောင်ကံကောင်းပါစေ 20ကျော်တဲ့ကနန်းတွေကသိန်းကြီးပိုင်းဖြစ်နိုင်တယ်ညာတော့အပြင်ပေါ့ 9သိန်းနဲ့ကုန်သွားပြီကြည့်ပါဦး2သိန်းနဲ့သိန်း30ပဲကျန်တယ်နော်2သိန်းနဲ့သိန်း30အန်ဒီရဲ့စများလာပြီအနှိမ်ဆုံး2000လဲကျန်နေသေးတယ်ကိုတက်မောင်မောင် 7 နံပါတ်7 model Germany make it အိုး model သိ Germany န်း30တခုပဲ စိတ်ပူစရာ သိ တော့ န်း30ကြီးကျန်သေးတယ် ကောင်းလာပြီ model Germany make it လက်ထဲကဘာစုများဖြစ်မလဲ2000အနေဆုံးစု yes ပြောစရာပြန်ကောင်းသွားပြီနေဆုံးစုကတော့ထွက်သွားပြီဒါပေမဲ့4500ကလည်းရှိနေသေးတယ်တောင်းစု4စုလည်းရှိနေသေးတယ်အဲ့ဒါကတော့အန်နေများနေသေးတယ်ဟုတ်ကဲ့ပါဗျ อืม ထောင်စု2စုကျန်ပါတယ်တောင်းစု4စုကျန်ပါတယ်သိန်းစုကတော့2စုပဲကျန်ပါတယ်ဒီလေးတေချာစဉ်းစားပါ4500ရှိနေတယ်2000 2000ခွဲ5000 6000အားလုံးပေါင်းစုသိန်း5စုရှိတယ်အပေါ်မှာ2သိန်းနဲ့သိန်း30ပဲကျန်တော့တယ်2သိန်းနဲ့သိန်း30ပဲကျန်တော့တယ်နော်အခုစက်မကစားရင် okay ဒေါ်လာခုနအတိုင်းပဲ2သိန်း2000 2သိန်း2000 ကစားအောင် ကစားမယ်2သိန်း2000လည်းမယူအဲ့ဒီထက်မှာတစ်စုပဲရှိတော့တယ်နော်တေးကြရနော်ဖုန်းချလိုက်မယ်နော်စက်ကစားပါမယ်ခင်ဗျကဲရွေးပါ 9 နံပါတ်9 model Alchemy နံပါတ်9 model Alchemy ကံကောင်းပါစေ ဒီကြီးလေးလိုက်ရဲတယ်နော်တချို့လူဆိုမရဘူး နံပါတ်9 model တချို့လူဆိုရင် မဖြစ်ပါ4500ဘူး yeah ဒါမျိုးဖြစ်နေရမှာ အကုန်ကုန်သွားပြီအနှိမ်ဆုံး2000 2000 2000ဝင်5000 6000 2သိန်းသိန်း30ပြောစရာပြန်ကောင်းလာတယ်လို့ရှိနေပြီပေးပါဦး 18 နံပါတ်18 model တဲမြက်မြက်မွန် 18 model တဲမြက်မြက်မွန် သိန်း30ကြီးနဲ့နီးလာ မြ ပြီ က်မွန် နော် လက်ထဲကအခုထပ်ပယ်လိုက်မဲ့စု နည်းနည်းလေးရင်ခုန်ဖို့ကောင်းလာပြီဘာဖြစ်မလဲအိုး နံပါတ်18မှာသိန်း30ဖြစ်သွားတယ်စိတ်မကောင်းပါဘူးညီလေး သိန်း မောင် 30 အမေဆုံး2သိန်း ထွက်သွားပြီ အမေဆုံး2000ပေးပါ 14 နံပါတ်14 model 8နံပါတ်14 model အိုး 8 နှစ်သိန်းတော့မလွယ်တော့ပါလားသိန်း30ထွက်သွားရင်ခုန်ဖို့တော့သိန်းမကောင်းတော့ဘူးကွာ ဒါပေမဲ့2သိန်းလေးတော့ကျန်သေးတယ် ကနောက်ထပ်စုတစ်စု နှစ်သိန်းလေးကျန် 2000
အနှိမ်ဆုံး2000ခွဲအမြင့်ဆုံး2သိန်းဖြစ်သွားပြီပေါ့နော်2000ခွဲ9000 6000 2သိန်းပေးပေါင်း တောင်းပွဲ 22 နံပါတ်20 model Pandora နံပါတ်20 model Pandora နှစ်သိန်းလေးတော့မျောလင်းလို့ရသေးတယ်ကွာနှစ်သိန်းလေးတော့ရအောင်ကြိုးစားကြည့်ပေါ့ကွာ4-5-6 တောင်းလောက်နဲ့ဘာမှလုံးမရအောင် 6000 6 တောင်း 2000ခွဲ9000 2သိန်း2000ခွဲ9000 2သိန်းသုံးစု model 2ယောက်ပေးပေါင်း 16 နံပါတ်16 model fusion ရှင်းသက် 16 နံပါတ်16 model fusion ရှင်းသက် ကနန်းကြီးကိုရွေးလိုက်တာကွာကနန်းသေးကိုအရင်ထုတ်တင်တယ်လို့ထင်တာပဲကနန်းကြီးတွေနောက်မှထုတ်တင်တယ်6ပါဗျ 2000ခွဲโอ้ဟုတ်ပြီအဲ့တော့လေးစားတစ်စား 3 ပေါ့ ချက် နော် မှန်တယ်နော် ကဲအဲ့ဒီတော့ဂျန်နဲ့စုကတော့နှစ်စုပဲရှိတယ်9000နဲ့2သိန်းလေးစားတစ်စား ကိုယ်ကနာမည်ကို ကိုယ်ပဲနော်နံပါတ်3 model တင်စားဆင်းပြပါဆင်းလိုက်ပါကျေးဇူးတင်ပါတယ်မလေးအဲ့တော့ model တင်စားတစ်ထက်မှာ9000လည်းဖြစ်နိုင်တယ်2သိန်းလည်းဖြစ်နိုင်တယ်ကိုတက်မောင်မောင်ကံကောင်းပါစေ2သိန်းဖြစ်ပါစေနော်2သိန်း2000ကိုတောက်လျှောက်ညင်းလာတယ်ဆိုတော့နောက်ဆုံး2သိန်းဖြစ်တော့လဲ2000ပဲတက်တာပါနော်ကဲပြိတ္တနဲ့ဒီကြီးခွန်လိုက်ကြအောင် ကဲနံပါတ်6လေး2သိန်းဖြစ်ပါစေ 9000နဲ့2သိန်း တောင်းပြီးပါ ကိုယ်ကြိုက်လို့စော်ကြီးကလေးကပယ်ထားတယ်ရွေးထားတယ်ဖယ်ထားတယ်ကိုပါကိုကြည့်ချင်လားပြိတ္တပြချင်လား ပိတ်တယ်ဗျ ပြိတ္တပြမယ်နော်ပြိတ္တများ2သိန်းဖြစ်ခဲ့ရင်9000ထက်4ဆလောက်ပို့អော်ပေးပါ1 2 3မអော်ဘူးသူတို့ မအော်ဟူးဆိုတော့9000ပေါ့ကွာမင်း 9000နဲ့ဂျင်းနဲ့လိုက်ရပါတယ်ကိုတက်မမောင်အတွက်စုဝေးချင်းတွေကိုကိုစမ်းချုပ်ကိုဖိတ်ပါတယ်ဗျ ကဲဗျာ ညီလေးတက်မမောင်အတွက်စုဝေး9000လက်ခုပ်ချင်းပေးပါ ဒီနေ့ပွဲလေးကတော့9000နဲ့ပဲပြင်နေလိုက်ရတယ်ပေါ့ဗျာနော်နောက်နေ့ဒီကြမှာထပ်ပြီးတော့တင်ပေးပဲဗျာနော်330ရမယ်မရဘူးလားဆိုတော့လူကြည့်အောင် စုငွေ နော် ချက်9000ချင်း ကဲအားလုံးကိုကျေးဇူးတင်ပါတယ်